Gissami Tadiyami Tangantaranam Gissami Titarana Gamanam Paribhavana Apanivashivya Panati Pada Viramani Taika Brandamariyami Adipada Viramani Taika Brandamariyami Tui Ate Yasamanya Matapa Tata Shamami Adena Rana Viramani Taika Brandamariyami Tui Osa Makova Kora Shamami Abramasriya Viramani Taika Brandamariyami Mamya Ajin Majin Lova Sanziga Kaunza Nivami Mudawara Viramani Taika Brandamariyami Mahomana Mapyava Laina Shamami Tura Miraya Vizapamara Thana Viramani Taika Brandamariyami Yeteza Tausara Nura Shamami Titarane Nata Pinsa Dilanda Mandarugan Kadua Apamari Nata Parita Jagima Tangaro Shindamya Digo Swanka Lujami Rasamaka Luni de Ma Numorana Dia Ninge Nayuchadira Rene Yamao Ha Koza the Great Option Town Doya Shise Shekune Tudiya Wazula Zan Naye Kretagre Absent Natown Nase Chakune Sulaila Sechoye Chatabrine Ikulo Mingla Shire Chingatamiyama Mawidara Jandi Masijare Priya Pripat Nabjado Tadana Tawango Tansana Ule Sijare Tangaro Shindumya Patiya Jorogo Neza Ne Abshin Utain Lai Moinego Champion Bida Utan Tuan Doyin Shay Ta Dauda Baka Tami Dauda Leji Moya Utain Lai Mipsedu Lai Wen Tuan Midazuruga Pamyato Kawe Bozin Chuchin Yada Chabjarugo Sena Donam Jatan Saka Luranya Jin Na Udain Lai Toda Lejima Ta Lai Wantua Tesa Manai Mitazuruga Tengan Duizon Tezon Luranjin Na Dhamma Buza Pjetatain Jet Luranjin Now Umyo Tain to Mi Emo Mitazuru Galibi Tangara Shindu Mamya Chama Yedu Sibi Dabi Nga Taun Jet Luranji Ataran Kondo Mani Kwa Nga Wada Tila Romya Golibi Mibido Shima Tare Chinkala Liao Kanyu Saudi Jaji Saudi Absingla Kamu Kudori Tutale Atu Chechari Mwene Go Jamju Biro Kamu Kudori Atu De Sura Mwene Ne Makena Garo Machaji Me Pyoya Magaro Mwene Shi Dini Sura Le Shi De Sura Tatoa Yellow Pilai
ဖြစ်ရှိရင်အပြစ်ဆိုတာကရှိနေပါပဲဖြစ်တာကအကြောင်းဖြစ်တာကအကျိုးအဲ့တော့ဖြစ်တဲ့နေရာမှာလည်းပဲအကြောင်းနေရှာကြည့်တော့သမုဒယသစ္စာတဏှာလို့ဆိုရတဲ့တဏှာဥစ္စည်းအကုသိုလ်တရားတွေဒါတွေသွားတွေ့လဲနော်ဒီအကုသိုလ်တရားတွေကပဲဘဝခန္ဓာတွေကိုဖြစ်စေတယ်ဘဝခန္ဓာတွေရပြန်တော့လေဒုက္ခတွေရှောင်လွှဲလို့မရနော်လောကမှာဟုတ်လားအသေးကောင်းမှုဆိုရှင်တော့အနေကောင်းမှုအရေးကြီးတယ်တဲ့နော်အနေမကောင်းရင်အသေးကောင်းစရာလည်းအကြောင်းမရှိဘူးနော်လူဘဝမှာရှင်သန်နေရတဲ့ကိစ္စမှာဘဝနေနေမှန်ကန်မှုအရေးကြီးတာနော်ဒါနဲ့ပတ်သက်လို့ဘုရားရှင်ကိုရောမြတ်ကြီးကတုခံဝတ္တဇီဝမယေတံနောနတ္ထိကေသနံပိတိဘက္ခဘဝိတာမဒေဝအပတ္တရာယထာတဲ့နော်မနဲ့ကိုအကြောင်းပြုပြီးတော့ဘုရားရှင်ကိုရောမြတ်ကြီးမိုင်းတာနော်ကြောင့်ကြာကိလေသာဆိုတဲ့တရားတွေကင်းစင်တဲ့ရောတွေဟာဟုတ်လားပြမာများလို့အဘတ္တရာပြမာများလို့ပဲပီတိအစာရှိပြီးတော့လွန်ချမ်းသာစွာရှင်သန်နေထိုင်ကြတယ်တဲ့နော်ကာတာရတိတ်ပဲကဒီသဘောပေါ့နော်ပြမာကြီးများလို့ဘုရားရှင်ကိုရမြတ်ကြီးကဟုတ်လားလွန်ချမ်းသာစွာနေထိုင်ကြတယ်ဆိုလိုတာကတော့သင်္ချေသားချက်သမီးတို့လည်းပဲဟုတ်လားဘဝမှာနေရတဲ့အခါမှာပြမာကြီးများလို့နေထိုင်မှာဒါဘဝနေနည်းကိုညွှန်ပြလိုက်တာနော်ပြမာများကဘလို့များနေကြသလဲတွေးရရှိနော်ဒီပြမာဆိုတာကလည်းလူပေါင်းလူပေါင်းကနေပြီးတော့စံတရားတွေအထုတ်ပြီးတော့ပထမဇန်ရတယ်ဆိုရင်ပထမဇန်ပုံပြမာသွားဖြစ်တယ်ဒုတိယဇန်တတိယဇန်ရတော့လည်းပဲဇန်အားလျော်စွာအဲ့ဒီပုံတွေမှာသွားဖြစ်ပြီးတော့ဖြစ်ကြနော်အဲ့တော့ပြမာများရဲ့တတန်းတွေကလည်းပဲအင်မတန်မှရှိလျားတယ်အဲ့ဒါတချို့ကတစ်ကဘာတချို့ကနှစ်ကဘာတချို့က၄ကဘာ၈ကဘာ16ကဘာကဘာ900ဆိုနော်အဲ့တတန်းကဘာနဲ့ခြီးပြီးတော့ပြောရတယ်အင်မတန်မှတတန်းရှိကြတယ်အဲ့စာဝတ်နေရေးကလည်းပဲဘာမှပူစရာမလိုနော်အဲ့စာရေးတွေလည်းပဲလူပုံမှာဆိုရင်စာရေးတွေရှာရဖွေကြရတယ်အင်မတန်မှဒုက္ခရောက်တယ်နော်အဲ့တော့သူတို့မှာကြတော့အဲ့လိုစာရေးတွေဘာမှရှာစရာဖွေစရာမလိုဘူးနော်အဲ့တော့ချင်းကြီးဆွမ်းရချင်းငယ်ဆွမ်းရဒုက္ခတွေလည်းပဲမရှိဘူးတဲ့နော်အဲ့လူတွေလိုအာဟာရတွေအမျိုးမျိုးကိုကြံပန်ပြီးတော့စားပြီးတောက်ပေးရတဲ့ဒုက္ခလေးငြိမ်းတယ်နော်ဝတ်စရာဆိုတာကြတော့လည်းပဲပြမဖြစ်တဲ့အစဝတ်လိုက်တဲ့ဝတ်ဟာဘယ်တော့မှညစ်သွားတယ်နွမ်းသွားတယ်ဟောင်းသွားတယ်လို့မရှိဘူးနော်တည်တဲ့ဒီအဲ့ဒါဒီဝတ်နဲ့နေသွားလို့ရအဲ့တော့ဝတ်ရဲတွေလည်းပဲဘာမှကြောင်းကြစရာမရှိနော်စားရည်ကြောင်းကြစရာမရှိဟောနေထိုင်ရကြပြန်တော့လည်းပဲအဲဒီနတ်ပိမှန်ကြီးထဲမှာဒီဝက်ကြီးနေရုံပဲအဲဒီပိမှန်ကြီးအတွက်ပြင်ဆင်နေရတယ်ဆိုတာလေးပဲဘာမှမရှိနော်အဲလူလောကမှာဆိုရင်တော့တခုခုစောက်တော့မယ်ဆိုအကုန်ကြတယ်များလိုက်တာနော်
ပြီးတော့လည်းပဲစိတ်တိုင်းကမကြဒီတဲပဲခဏခဏပြင်ရဆင်ရနဲ့နော်အဲ့တော့ဟောင်းနှမ်းသွားလို့တကအသိပြန်ဆောက်ရနေဟုတ်လားဘဝလေးတစ်ခုတည်းမှာခဏခဏနော်အဲ့ကျမ်းမာရေးတွေလည်းပဲသူတို့မှာဘာမှပူစရာမရှိအဲ့တော့ဘဝကိုသူတို့ဘယ်လိုများဒီပြမကြီးတွေဖြတ်တန်းနေထိုင်ကြတယ်လဲဆိုတော့ပြမဝိဟာရတရား၄ပါးနဲ့နေကြနော်အဲ့တော့ပြမဝိဟာရပြမတို့ရဲ့နေခြင်းဖြစ်လို့ပြမဝိဟာရတဲ့နော်ပြမကတော့ပြမတတ္တဝါဟောတယ်ဝိဟာရနေခြင်းတနည်းအားဖြင့်ပြမဆိုတာမြင့်မြတ်ခြင်းနဲ့ကိုဟောတယ်မြင့်မြတ်သူတို့ရဲ့နေခြင်းလို့လည်းဆိုနိုင်တယ်နော်ဒါပဲမြန်မာတွေကတော့ပြမစိုးလို့ခေါ်လိုက်တာနော်ပြမဝိဟာရဆိုရဲပြမတို့ရဲ့နေခြင်းဒီမေတ္တာနဲ့နေတယ်ကရုဏာနဲ့နေတယ်မုဒိတာနဲ့နေတယ်ဥပက္ခနဲ့နေတယ်တဲ့နော်အဲ့တော့မေတ္တာဇန်တရားတွေအတော်ပြီးတော့တလောကလုံးကိုမေတ္တာတွေလွှမ်းခြုံဒီလိုမျိုးတွေတို့နေကြနော်အဲ့ဒါတည်းသူတို့ရဲ့အစာအာဟာရလို့လည်းဆိုနိုင်တယ်နော်အဲ့တော့မိဘတွေကိုလည်းပဲဟုတ်လားပြမနဲ့ခိုင်းနိုင်တာရှိတယ်ဟုတ်လားသားသမီးတွေအတွက်မိဘတွေဟာပြမပဲတဲ့နော်ပြမလို့တင်စားခေါ်နိုင်တယ်တဲ့ဟုတ်လားဘာဖြစ်လို့လဲဆိုတော့မိဘတွေဟာကိုယ့်ရဲ့သားသမီးတွေအပေါ်မှာပြမကြီးတွေရဲ့တရားပေါ့နော်ပြမကြီးများကျင့်သုံးတဲ့ပြမစိုးတရား၄ပါးကိုကျင့်သုံးနေတိုင်ကြလို့ပါတဲ့နော်အဲ့တော့မြဲပါစေချိန်လေးမြတ်ဟုတ်လားသားသမီးတွေနဲ့ဆက်လာရင်မေတ္တာတွေပွားတယ်ကရုဏာပွားတယ်မုဒိတာပွားတယ်ဥပေက္ခပွားတယ်ဟုတ်လားအဲ့တော့သင်ရှားရာကိုပြောရရမယ်ဆိုရင်ဘယ်ချိန်လေးမှာမိဘတွေဟာသားသမီးပေါ်မှာမေတ္တာတွေဖြစ်တတ်တယ်လေနော်။အော်ကိုယ့်ရဲ့သားသမီးမမွေးခင်တည်းကစသားသမီးပေါ်မှာစိတ်ရောက်နော်။ငါတို့သားသမီးလေးဟုတ်လားချစ်လေးငါစုံစုံလေးနဲ့မွေးပါစေကျမ်းမာရေးကောင်းပါစေနော်။အဲ့တော့ကလေးလေးမွေးလာရင်ဘယ်လိုဝတ်စားလေးလုပ်ပြရမလဲဘာလေးဘာလေးလိုအပ်မလဲနော်အဲ့တော့ကလေးနဲ့ပတ်သက်လာပြီးတော့ချမ်းသာစေလို့တဲ့မေတ္တာတွေရောက်တယ်နော်အဲ့တော့ဉာဏ်နဲ့အချိန်တွေမှာလည်းအဲ့လိုသာသမီနဲ့ပတ်သက်ရင်မိဘတွေရဲ့တဏ္ဍာမှာမေတ္တာတရားတွေတဖွာဖွာဖြစ်နော်နောက်ကရုဏာတရားတွေလည်းပဲဟုတ်လားအကြာခဏဆိုလိုနေ့စဉ်နဲ့မြဟုတ်လားဖြစ်နေနော်အဲ့တော့ကလေးကဟုတ်လားနည်းနည်းပါးပါဟုတ်လားအဲ့တဲ့အရွယ်လေးမှာသူအမှန်တန်ငယ်တဲ့အရွယ်လေးတွေမှာဟုတ်လားမှတ်ချင်ကြဖို့မကြိုက်ပါစေနဲ့ပေါ့နော်ကလေးပေါ်မှာတခုခုများကလေးကအကောင်မလောင်ကြိုက်လို့ပဲဖြစ်ဖြစ်တခုခုဒုက္ခရောက်လို့ငိုကြွေးနေပြီဆိုရင်ဟုတ်လားကရုဏာတွေဖြစ်ကြနော်ဒီဆင်းရဲကိုပယ်ရှားပေးလို့တဲ့ကရုဏာတရားတွေဖြစ်ကြတယ်အဲ့တော့ပြတယ်လေဟုတ်လားကလေးဘာများဖြစ်သွားပါလိမ့်မလဲဟုတ်လားအဲ့တော့ဒုက္ခရောက်တာကိုမလိုချင်ဘူးပေါ့နော်တဏှာစာနာတဲ့ကရုဏာဖြစ်တယ်ကလေးအကြောင်းပဲငိုနေကလေးကဘာများဖြစ်တယ်လဲမသိဘူးမကြမ်းမာလားပိတ်တဲ့ဘာများဖြစ်နေလဲမသိဘူးဘောနော်ဆေးရုံဆေးကန်းကိုဆရာဝန်ပြရနဲ့ဟုတ်လားကြောင်းကြစိတ်ပေးကြအဲ့တော့ကလေးဒုက္ခရောက်မှာမလို့ကျင်တာဘောနော်
အဲ့တော့ဦးဇင်းတို့မြန်မာပုမှာကြတော့တခုရှိတာမကောင်းတဲ့အကျင့်ကြီးပေါ့နော်အဲ့ဒါတွေကတခါလေကြတော့မိဘတွေကိုယ်တိုင်မှာတောင်မှဖြစ်နေတာရှိတယ်နော်ဘာလဲဆိုတော့စနောက်တာနော်စနောက်တဲ့အကျင့်ကြီးကသူများကိုဒုက္ခရောက်အောင်လုပ်ပြီးမှတဟိတဟာရေမောတဲ့အကျင့်ပေါ့နော်အဲ့တော့ကလေးတွေဘာတွေဆိုလို့ရှိရင်ဟုတ်လားကစားစရာဆိုပါတော့ကလေးကိုလာယူလိုက်ပါယူလိုက်ဆိုပြီးတော့တကယ်လဲယူတော့မယ်ဆိုတော့ကစားစရာကိုမပေးဘူးနော်တခါလေးကျတော့ဟိုနာဒီနာဖွက်ထားတယ်အဲ့တော့ကလေးကဒုက္ခတွေရောက်လို့တခါလေးပေးတော့မလို့လည်းမပေးနောက်တခါလည်းပေးတော့မလို့မပေးနဲ့စိတ်ပင်ပန်းပြီးတော့ကလေးဒုက္ခရောက်တာကိုကြည့်ပြီးတော့သဘောရကြအဲ့တော့ကလေးကငိုကြွေးပြီးဆိုကြမှာအဲ့ဒါကိုပေးတာနော်စားစရာတွေပါလို့ဆိုလဲအဲ့လိုပဲတခါလေးပဲစိတ်ပင်ပန်းဒုက္ခရောက်အချိန်ချင်းစားနောက်ပြီးကြမှာပေးတာနော်အဲ့တော့ကလေးမှာစိတ်ပိုင်းဆိုင်ရာတွေစိတ်တန်ရာတွေဖြစ်သွားတဲ့တွေအဲ့တော့တချို့စိတ်ဓာတ်တွေဘာတွေပြုတာတွေအစဟုတ်လားကလေးကိုစိတ်ခံစားချက်ပြင်းအောင်လုပ်တဲ့ကလေးကတခါလေဒေါသတွေထွက်ပြီးတော့ဆဲတာဆိုတာတွေဒါမျိုးတွေဖြစ်အဲ့တော့တချို့ကြတော့အဲ့လိုအော်ဟစ်ငိုကြွေးနေတာတောင်မှတချို့ကမပေးသေးဘူးသဘောတွေကြားနေနော်အဲ့တော့ကလေးမိခင်တူတွေ့ဘူးလေအဲ့လိုဟိုတယောက်ကအဲ့လိုစားတဲ့အခါကျတော့ကြားတော့မိခင်ကလည်းပဲအာနာလို့တော့မပြောရတာကြားတော့သူလည်းပဲဟိုပြောရတာတော့နော်မစားစမ်းပါနဲ့ဒီကလေးငိုတာမကြားချင်ပါဘူးနော်အဲ့တော့ကလေးဒုက္ခရောက်ပြီးတော့ငိုကြွေးနေတာကိုဘယ်မိခင်ကဟိုမစားနာပဲနေပါလေဘယ်ကြိုက်ပါမလဲနော်အဲ့ဒါကိုတဟိတဟာနဲ့သဘောရကြနော်အဲ့လိုတွေအမှုကျင့်နေပေါ့မကောင်းတာတွေနော်အဲ့တော့ကရုဏာတရားသာသမီများဒုက္ခရောက်တယ်ဆိုရင်မိဘတွေမှာကရုဏာတရားတွေဖြစ်ပွားကြတယ်နော်တော့မုဒိတာတရားသာသမီဖြစ်တဲ့ပုဂ္ဂိုလ်ကဟုတ်လားရေလေးနည်းနည်းလေးကြီးလာလို့သူ့ဘာသာသူမတည့်ရနိုင်နေဆိုရင်ရနိုင်ပဲဆိုပြီးတော့ဝမ်းသာကြကလေးကဟိုစကားလေးတွေကပြောနိုင်နေပြီဟုတ်လားဘာလေးပြောလို့တော့မပြောဘူးပြောနိုင်နေပြီနော်စားနေရသူ့ဘာသာသူစားနိုင်နေဟုတ်လားလမ်းလေးပါတေးတောင်မှရှောက်တတ်နေပြီပြေးတတ်နေပြီနော်အဲ့လိုပေါ့စင်နောက်ဆုံးအရွယ်ရောက်လာလို့ကျောင်းမှာသူများလေးတွေစာသင်နိုင်တာတွေအောင်မြင်တာတွေဟုတ်လားဝမ်းမြောက်ကြနော်သူ့ဘာသာသူအရွယ်ရောက်လို့စေဝါရှာနိုင်တာတွေစင်ပြေသွားတာတွေမိဘတွေတဏ္ဍာမှာမုဒိတာတရားတွေဖြစ်ကြနော်တော့ဥပ္ပခာတရားအဲ့တော့မိအရွယ်ရောက်လာလို့သူ့ဘာသာသူအိမ်တော်မကြပြီးတော့အိမ်နေခွဲသွားသူစိတ်ဘာသူရှာနိုင်ပြီဆိုတော့လည်းပဲမိဘတွေမှာသူ့ဘာသာသူရှာနိုင်ဖွင့်နိုင်ပြီဆိုပြီးတော့ဥပ္ပခာတရားပွားကြတယ်အဲ့တော့ဥပ္ပခာတရားပွားတယ်ဆိုတာဒီမှာတော့ဟုတ်လားသူ့ဘာသာသူလုံးနေလို့ဟုတ်လားတာဝန်နဲ့စက်တွေလို့ငါတို့လုံးပေးရမလို့တော့ဘူးသူ့ဘာသာသူလုံးနိုင်ပြီဆိုပြီးတော့ဟုတ်လားစိတ်ထဲမှာဟုတ်လားဖြစ်တဲ့ခြင်းတွေတကူပေါ့အဲ့ဒါဥပ္ပခါလို့ခေါ်တာနော်လောကကြီးဂိမ်းမဆိုင်တော့တာကြီးမဟုတ်ပါဘူးနော်စိတ်ရဲ့ကြောင်းကြမှုလေးကိုဟုတ်လားချထားတဲ့သဘောလေးနော်နောက်တစ်မျိုးမှာကြတော့ကိုမတတ်နိုင်တဲ့ကိစ္စမျိုးတွေပေါ့နော်
အဲ့ဒီမှာလည်းပဲဟုတ်လားကိုရီးယားတော့ကျမ်းမာချမ်းသာစေခြင်းတာပဲဆိုပါတော့မေတ္တာပွားတယ်ဆိုဟောတတ္တဝါတွေငရဲသူငရဲသားတွေအစကလုံးကျမ်းမာချမ်းသာကြပါစေငါတော့ကျမ်းမာချမ်းသာစေခြင်းတာပဲဒါပေမဲ့သူတို့ကံကလည်းရှိသေးတာ哦နော်ဒုက္ခနဲ့သူကောင်းကျိုးဆိုးကျိုးဖြစ်ကြတာဗာတတ်နေပါလေနော်အဲ့ဒီလိုနေထားမျိုးဒါလည်းပဲဥပက္ခဒါလည်းပဲဒီမတတ်နိုင်တဲ့နေထားမှာဟုတ်လားမတတ်နိုင်တဲ့အလျောက်ဟုတ်လားစိုက်ပင်းဆိုင်ရာတာဝန်ကိုချထားတဲ့သဘောနော်အဲ့ဒီမှာမတတ်နေတာကြီးမှာကိုယ်ဖြစ်နေတယ်ဆိုလို့ရှိရင်ကိုယ်ပဲပူလောင်ဆင်းရဲဘာမှအကျိုးမရှိမေတ္တာတရားစတဲ့သူတော်ကောင်းတရားတွေဓမ္မကြီးတွေကအဲ့ဒီလိုပြမစိုးတရားပွားများကြအဲ့တော့မိမိတို့ရဲ့ဘဝမှာရှင်သန်နေရတဲ့ခိုင်မှာလူတွေနဲ့တူအပြင်သက်ဆံနေတဲ့အခါမှာဒီမေတ္တာစရှိတဲ့ဗြဟ္မစိုးတရားတွေလင်းတဲ့လို့ပွားများနေရမယ်ဒါကုသိုလ်နဲ့နေတိုင်တာပေါ့အဲ့လိုမေတ္တာစတဲ့ကုသိုလ်တရားတွေနဲ့နေတိုင်နေဆိုရင်အမြဲတမ်းကုသိုလ်ဖြစ်နော်ကုသိုလ်မဖြစ်တဲ့ချိန်မရှိသလောက်နော်အဲ့တော့ကုသိုလ်ပီတိလေးနဲ့ပေါ့တနည်းအားဖြင့်တော့ကုသိုလ်ပီတိလေးနဲ့မေတ္တာစတဲ့တရားတွေပွားများပြီးတော့နေတာဒီပြမကြီးများရဲ့နေတိုင်ခြင်းတဲ့အဲ့လိုနေတိုင်ဖို့ရည်ကြည်တယ်ဒါကြောင့်ဟုတ်လားကျေးဇူးတော်ရှင်ဒီဘေကရာရောဆရာတော်ဘုရားကြီးကဟုတ်လားဘဝနေပတ်သက်လို့ရှိရင်ဘုရားဆုံးမတော်တဲ့တိုင်မှန်ကြတာကဟုတ်လားတယောက်တည်းနေရင်တတိတာအများနဲ့နေရင်မေတ္တာပွားမေတ္တာပွားဆိုတာမှတ်ပြောတာပေါ့ဓမ္မဝိဟာရတရား၄ပါးပွားတာနော်အဲ့ဒါတယောက်တည်းနေတဲ့အခါမှာလည်းပဲကိုယ့်ရဲ့အချမ်းမှုကုသိုလ်တရားတွေပွားများဖို့တတိပဋ္ဌာန်တရားလေးနဲ့ဉာဏ်နှလုံးသွင်းပြီးတော့နေတော့စိတ်အချမ်းနဲ့ကုသိုလ်တရားတွေတိုးပွားနေနော်အဲ့လိုပါမဟုတ်လို့ရှိရင်ကိုယ်စိတ်နဲ့ကိုယ်ပင်ပန်းနေတာနော်အဲ့တော့ဓမ္မရေးတူတွေ့ဘူးလေသူဖြစ်တဲ့ကိစ္စတွေတကူအဲ့ပုဂ္ဂိုလ်တရားနဲ့ပတ်သက်လို့အဆင်မပြေတာပဲနော်အဲ့ဒါကိုသူ့စိတ်ထဲမှာတလားလဲဒါပဲတွေးပြီးတော့စိတ်တွေဆင်းရဲနော်နှစ်လကြာလဲဆင်းရဲတော့သုံးလကြာလဲဆင်းရဲတော့နှစ်တွေပေါက်သွားကြတယ်ဒီဆင်းရဲနေတော့နော်အဲ့တော့ဟောသူကနှိမ့်ဆက်တာကဟုတ်လားစိတ်ပင်ပန်းအောင်နှိမ့်ဆက်တာကတစ်ချိန်လောက်ရှိမှာနော်တော့အဲ့ဒါပေါ်မှာကိုယ့်ဘာသာကိုနှိမ့်ဆက်နေတာကြီးကချိန်ပေါင်းများစွာနော်အဲ့ဒါကြီးတွေးလေစိတ်ဆင်းရဲလေစိတ်ဆင်းရဲလေတွေးလေအဲ့ဒါနဲ့ချလို့ပဲရင်ပြီးတော့ဒုက္ခတွေရောက်နေနော်အဲ့ဒါတွေမတွေးပါနဲ့လို့နော်အဲ့တော့ကိုယ့်ဘာသာကိုသူများနှိမ့်ဆက်တာမဟုတ်ဘူးကိုယ့်ဘာသာကိုနှိမ့်ဆက်နေတာနော်အဲ့တော့ကိုယ်စုဘာသာကိုစိတ်ဆင်းရဲအောင်လုပ်နေတာနော်အဲ့လိုမဖြစ်အောင်ဆိုလို့ရှိရင်ရှင်ရှင်ဆရာတော်ဘုရားကြီးမိုက်တယ်လို့ပေါ့နော်သူတို့ဘာရဲ့ပြက်ကိုကိုနုံနောအိမ်၌ကြာမဆိုင်နေဆိုတာနော်သူများရဲ့ပြက်တွေပါလေတတိမေလို့ပဲဖြစ်ဖြစ်တွေးမိရင်စိတ်ထဲမှာကြာမထားတဲ့နော်ကြာထားရင်ကိုယ်ပဲဒုက္ခရောက်နော်အကုသိုလ်တွေပွားလို့ပူလို့လောင်လို့နော်ဒါဆိုရင်ဘဝနေရတာကြီးဘာမှအဓိပ္ပာယ်မရှိနော်အဲ့တော့တယောက်တည်းတဲ့အောင်နေဖို့ဆိုရင်တတိကိုလက်ကင်ထားပါအများနဲ့တဲ့အောင်ဒီစင်ပြေဖို့ဆိုရင်တော့မေတ္တာကိုလက်ကင်ထားပြီးတော့ကျင့်သုံးပါတဲ့နော်အဲ့တော့တိုးလေးနဲ့သိပြီးတော့မှတ်သားစရာကောင်းနော်အဲ့ဒါဘု
ရားဆုံးမတော်နဲ့ညီမိုင်းတဲ့ဘဝနေနေပါနော်ဘုရားရှင်ကိုယ်တော်မြတ်ကြီးလည်းပဲလောကရဏီဆိုတာခံရတာပေါ့အစောပိုင်းကပြခဲ့တဲ့ဂါထာလေးမှာဆိုလို့ရှိရင်ဟုတ်လားဘာကြောင့်မာနကိုမရတယ်လေဆိုတော့တခါတော့ဘုရားရှင်ကိုယ်တော်မြတ်ကြီးပင်စတာလာဆိုတဲ့ပုံနာရဟာကြီးတွေကိုစွမ်းငံထွက်တော်မူတယ်နော်ထွက်တဲ့အခါကျတော့မာနကအဲ့ဒီရွာသူရွာသားတွေစွမ်းမလောင်းအောင်ဆိုပြီးတော့နှောင့်ယှက်ထားတော့ဘသူမှလည်းမလောင်းကြနော်မြတ်စွာဘုရားတပိတ်ကျင်းပြီးတော့ဆွမ်းကထွက်တယ်ဘသူမှမလောင်းတော့ရွာတွေကနေပြီးတော့တပါးလေးပြန်ထွက်လာတယ်နော်အဲ့တော့စေးထားတဲ့တပိတ်နဲ့ပဲတစောမှလည်းမရနော်အဲ့မနက်ကထွက်လာတဲ့ခါကျတော့ယံကောရမဆွမ်းရတဲ့ရှင်လာမေးတာပေါ့နော်အဲ့တော့ပင်နှောင့်ယှက်ထားတဲ့အတွက်မရပါဘူးနော်အရှင်ဘုရားဒါဆိုရင်နောက်ထပ်ပြန်ဝင်มาဘုရားတဲ့သူလျှောက်နော်ပြန်ဝင်มาဘုရားဆိုတော့မနက်စိတ်တဲ့ဘာကြံလဲဆိုတော့နောက်တစ်ခါပြန်ဝင်ရင်ရွာသူရွာသားတွေခန္ဓာကိုယ်ပူးပြီးတော့ပြန်လှောင်လှတ်မှာပါနော်ဘုရားရှင်ကပြန်မဝင်ပါဘူးနော်အဲ့တော့မနက်ကဘာပြောသေးတယ်လဲဆိုတော့ဒီလိုစွမ်းမရတဲ့အတွက်တော့စားလောင်ပါပဲတဲ့စားလောင်မှုတွေတော့ဖြစ်မှာပဲလို့ပြောနော်အဲ့တော့ဘုရားရှင်ကိုမြတ်ကြီးကဘာနိုင်ကလေးဆိုတော့စောဘင်းကဂါထာပေါ့နော်အဲ့တော့ကိလေသာဆိုတဲ့အကြောင်းကြားတွေကင်းတဲ့ငါတို့တွေပြမာကြီးများလို့ပဲလောကအစာအာဟာရမရပေသည်ပီတိဆိုတဲ့အစာအာဟာရနဲ့လွန်ချမ်းသာစွာရှင်သန်နေထိုင်နေဟုတ်လားရှင်သန်နေထိုင်ကြမယ်တဲ့မိုင်းနော်အဲ့ဒါတာမန်ဇဝတုကြောင့်ရဆိုရင်မနတ်ကိုပြောတယ်လို့ထင်ကြရှိတယ်ဒါမဲ့တတ္တဝါတွေအလုံးတည်းညွှန်းပြီးတော့ဒီစကားကိုမိုင်းတာနော်အဲ့ငါဘုရားလာလောရနေနဲ့တွေ့လာတဲ့ခါမှာဟောဒီလိုကျင့်သုံးနေတိုင်တယ်လို့သင်တို့လည်းပဲငါလိုပဲကျင့်သုံးနေတိုင်ညာဒီသဘောပြနော်ဘလောကဲကဲတွေပြဿနာတွေနဲ့ပဲကြုံနော်ဒီမှာကြီးများရဲ့နေတိုင်နေမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ပြမစိုးတရားတွေပွားများပြီးတော့နေတိုင်တယ်လို့သင်တို့လည်းပဲဟုတ်လားမေတ္တာစားတဲ့ကုသိုလ်တရားတွေနဲ့ရှင်သန်ပြီးတော့ဘဝကိုနေထိုင်မှာလို့ပြောလို့ရင်ပေါ့နော်ဘဝနေနည်းကိုပြတာအဲ့ဒါမမီတော့ဟလာကောင်းမှုကုသိုလ်တရားတွေယခုလိုအထုတ်တယ်ဆိုတာလေသူတော်ကောင်းများရဲ့ဘဝနေထိုင်နေပါပဲဒါကြောင့်ဘုရားရှိသောဘုရားဆရှိတဲ့သူတော်ကောင်းကြီးများဒီလိုပဲပါရမီကုသိုလ်တရားတွေအားထုတ်ပြီးတော့နိဗ္ဗာန်ရရှိတော်မူကြသလိုဘုရားတပည့်တော်တွေဒီကောင်းမှုတွေရလည်းပဲဒုက္ခကတိန်ချုပ်ငြိမ်းရာဖြစ်သောနိဗ္ဗာန်တရားတော်မြတ်ကြီးကိုလင်းမြန်စွာရောက်ကြရရကြရသိမြင်ကြရဘာလိုကုန်သောဟု၍ပတ္တနာအောင်စုပြုလိုက်ကြကုန်ရာတည်းသင်္ကန်းများကလည်းရတယ်ဖြစ်ဖြစ်ရတယ်ဖြစ်ဖြစ်ထားရတယ်မတည့်ရဘူးနေတာနိဗ္ဗာန်သောပစ္စည်းဟောတုတိုင်းရေသတန်ချမြတ်တမ်းပေးကြမည်ရှင်မြတ်ဗျာဘုရားတပည့်တော်ဤတော်မှာရောသည်ကျုံငယ်လာစွာသောဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးနှင့်တွေ့ကြောင်းလာသည့်ကိုင်း၌ယခုလိုအထူးတည်းပြုသောအားဖြင့်တဏ္ဍာရောရှင်သူမြတ်တို့အားဝါ
မြတ်သောကဲဝယ်ဘောစဉ်ချိုချင်းရသာဖြာဖြာတို့ကိုစက္ကလူရန်ညပါကုန်၏သင်္ကန်းစားရှိသောလူဝဝတ္ထုအစုစုတို့ကိုလည်းလူရန်ညပါကုန်၏ဤကာမရတိနိဗ္ဗာန်ဤထာပံဖြစ်ပါစေတည်းဤကာမရဤဘောဘာကကိုဆောင်နဲ့အိမ်ဆောင်နဲ့ရက်ွယ်ဆောင်နဲ့မျိုးဆောင်နဲ့စသည်တို့အားအစာထား၍30ဘောခြင်းလေကုန်သောလုံးစုံများစွာတတ္တဝါတို့အားအမြပြီးဝေငါပါကုန်၏အမြရကြကုန်၏ကိုယ်စိတ်နှပြချမ်းမာချမ်းသာကြသည်ဖြစ်ကြပါစေသောယူတော်မူကြပါကုန်လော